ဒီလူကတော့အရှင်နိကမှာကိုရီးယားနိုင်ငံရဲ့ကောင်းဆုံးစပေါ်မှုတရားဖြစ်လာခဲ့သူဖြစ်ပါရီ။ဘာကြောင့်လဲဆိုရင်သူကခုလိုမျိုး street food တွေကိုသူများနဲ့မတူတဲ့ style နဲ့ပြုလုပ်တတ်လို့ပဲဖြစ်ပါရီ။ဒီစားကတော့အခုကျမတို့မြန်မာနိုင်ငံမှာလူကြိုက်များနေတဲ့ tteokbokki ပဲဖြစ်ပါရီ။ဒီလူက tteokbokki ကိုသူများနဲ့မတူတဲ့ချက်ပြုတ်နည်းနဲ့ချက်ပြုတ်ပြီးတော့လာရောက်စားသုံးတဲ့သူတွေကအရသာကောင်းမွန်ကြောင်း social media ပေါ်မှာပြန်လည်မျှဝေခဲ့တဲ့အတွက်ကိုရီးယားနိုင်ငံမှာနာမည်ကြီးလာပြီးတော့အကောင်းဆုံးစပေါ်မှုတရားဖြစ်သတ်မှတ်ခံရတာဖြစ်ပါရီအခုဆိုရင်သူရဲ့ဆိုင်ကပို့ပြီးတော့နာမည်ကြီးလာတဲ့အတွက်မှန်ယူစားတော့မယ်ဆိုရင်ကြိုတင်ဘိုကင်ရှူရတဲ့အထိကိုမှဖြစ်လာပါရီအခုဗီဒီယိုကိုကြည့်နေတဲ့သူတွေထဲမှာ tteokbokki ကိုစိုက်နေတဲ့သူတွေပါရင်အခုဒီလိုပြုလုပ်နေတဲ့ tteokbokki ကမြန်မာနိုင်ငံက tteokbokki တွေဘာများကွာခြားနေလဲမြန်မာနိုင်ငံမှာဆိုရင်ရောဘယ်ဆိုင်က tteokbokki ကပို့ပြီးတော့စားကောင်းလေးဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးခဲ့ကြပါအောင်ရှင်အဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်ဒီနေ့တော့လောက်နေပဲနှုတ်ဆက်ခဲ့ကြပါရီ